ငွေနှင်းမှုစိုက်ပျိုးခြင်းတည်ထားတဲ့အခြေခံ၅ချက် Hello မိုးဆိုင်ဝါသနာရှင်တွေစိုက်ပျိုးရေးလုပ်ငန်းစပြုဖို့စဉ်းစားနေသူတွေအားလုံးမင်္ဂလာပါဒီနေ့မှာတော့လူကြိုက်များပြီးဈေးကွက်ကောင်းတဲ့ငွေနှင်းမှုစိုက်ပျိုးခြင်းအကြောင်းမစတင်ခင်တည်ထားတဲ့အခြေခံအချက်၅ချက်ကိုတိုးတိုးနဲ့လိုရင်းရအောင်မျှဝေပေးသွားမှာပါအချိန်အနည်းငယ်ယူပြီးအားလုံးခရူးဆိုင်နားထောင်ကြည့်ပေးပါအောင်နော်အချက်1နေရာရွေးချယ်ခြင်းပထမဆုံးအချက်ကတော့နေရာမှာပဲတနိုင်တပါတင်ချန်ဝန်းထဲမှာစမ်းသက်စိုက်မယ်ဆိုရင်နေရာအနှဲငယ်နဲ့တင်စတင်လို့ရပါတယ်ဒါပေမဲ့စီးပွားဖြစ်ကြီးကြီးမားမားလောက်မယ်ဆိုရင်နော်မြေနေရာမှုထားမဲ့စင်တွေအမိုးအကာလေးစဉ်းစားရပါမယ်နေရာရွေးတဲ့အခါလေဝင်လေထွက်ကောင်းတန့်ရှင်းပြီးစိုက်ပျိုးရေးလုပ်ငန်းအတွက်တင့်တော်တဲ့နေရာမျိုးကိုရွေးပါအချက်2မှုယုံဆောက်လုပ်ခြင်းဒုတိယအချက်ကမှုယုံငွေနှင်းမို့ကနေပူခံနိုင်ပေမဲ့အရေးအာဝါဒရှိတဲ့ပတ်ဝန်းကျင်ကိုပိုကြိုက်တယ်ဆိုတာသတိထားပါမှုယုံဆောက်မယ်ဆိုရင်တစ်သားဝါးတို့နဲ့ကိုထဲဆောက်အမိုးအထွတ်ကတော့ဒနိသို့မဟုတ်တကဲကိုအကြံပြုခြင်းပါတယ်အေးမြပြီးအပူချိန်ထင်းကြီးအေးအကောင်းဆုံးပါအကာအထွတ်ဝါထီအန်ဇာစိမ်းဆက်တဲ့ဖြင့်ကုန်ကြစရိတ်သက်သားစွာအသုံးပြုနိုင်ပါတယ်အချက်3မိုးဆိုင်ထုတ်ရွေးချယ်ခြင်းတတိယအချက်ဒီဟာကအရန်ရေးကြည့်ပါတယ်မိုးဆိုင်ထုတ်မိမိကိုယ်တိုင်ထုတ်လို့မလားအသင့်ထုတ်ဝဲဆိုင်မလားအသင့်ထုတ်ဝဲဆိုင်ခြင်းအချိန်မရသူအစာပိုင်းစမ်းသပ်ခြင်းတို့တခြားအလုပ်ရှုပ်နေသူများအတွက်တင့်တော်ပါတယ်မိမိဘာသာထုတ်လုပ်ခြင်းအချိန်ရသူကုန်ကြစရိတ်ချွေထားခြင်းတို့ဝင်ငွေပိုရှားခြင်းတို့များအတွက်အကောင်းဆုံးရွေးချယ်မှုပါဒါပေမဲ့နီးစနစ်တက်ကြွဖို့ကိုလိုပါတယ်အချက်၄စိုက်ပျိုးနီးစနစ်စတုထအချက်ကနီးစနစ်မှုထုတ်တွေကိုဘယ်လိုထားမလဲကျိုးဆွဲဆိုင်ခြင်းကကုန်ကြစရိတ်တက်တာမှုမြန်မြန်ပွင့်ထွက်နှုံကောင်းဒါပေမဲ့နေရာပိုယူတယ်စင်တင်ဆိုင်ခြင်းကနေရာတက်တာမှုအလဲချိန်ပိုကောင်းစိုက်ထုတ်တက်တန်းပိုရှိဒါပေမဲ့စင်ဆောက်ဖို့အပိုကုန်ကြတယ်နေရာအကျဲအဝန်းပေါ်မူတည်ပြီးရွေးချယ်နိုင်ပါတယ်အချက်၅ဈေးကွက်ရှာဖွေခြင်းဒါမရှိရင်ဘာမှအတက်ငယ်မရှိပါဘူးဈေးကွက်မှုတွေစထက်ခါနိုင်မှဈေးကွက်ရှာတာမျိုးမလို့ပါနဲ့စိုက်တော့မယ်ဆိုတာနဲ့ဈေးကွက်ကိုကြိုးတင်ရှာပါဈေးတဲကဖောက်တဲ့ကြီးတွေစီတိုက်ရိုက်ပို့မလားကိုလိုင်ဈေးတင်ရောက်မလားတန်မိုးမြင့်ထုတ်လို့မျိုးတွေထုတ်မလားဈေးကွက်တီမှာထုတ်လို့မှုပမာဏကိုဆုံးဖြတ်လို့ရမှာပါဒီတော့ငွေနှင်းမို့စိုက်ဖို့အစဉ်းစားနေတယ်ဆိုရင်1နေရာ2မို့ယုံ3မို့ထုတ်4နီးစနစ်5ဈေးကွက်ဒီအချက်5ချက်ကိုအခြေခံအုပ်မြစ်အထိချင့်ကျင်စဉ်းစားပါစိုက်ပျိုးရေးဟာဒီခံမှုဂီယူဆိုင်မှုမဲ့နီးစနစ်မှန်ကန်မှုလိုအပ်တယ်ဆိုတာသတိရပါဒီဗီဒီယိုလေးကအကျိုးရှိမယ်လို့မျှော်လင့်ပါတယ် like share လုပ်ပေးခဲ့ကြပါ subscribe နှိပ်ပြီးဘေးကနေကြည့်ရှုပေးကြပါကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံကြပါမယ်